Hi guys ခုတော့ညစာသွားစားမလို့ပါညစာသွားစားဖို့တော့လည်းတုတ်ခေါ်ထားပါတယ်တော်တော်တုတ်ဆောင်နေတာပါ 1 hour later. No, my country is near Thailand. Yes. ဟုတ်ပါပြီဆိုတော့ညစာလာစားတာပါစားတော့ဆိုင်တော့ရောက်ပြီမှားရတယ်ရပြီလို့ပြောတာမှားရတယ်တော့ပြပေးမယ်ချက်ချိလိုက်ပါchicken kotu ရှိပါတယ် cheese နဲ့ပါပြီးတော့ mango lassi ဆိုတော့စားလိုက်ပါဦးမယ်ဆိုတော့ကိုတူဆိုတာသီရိလင်္ကာရဲ့နာမည်ကြီးစားတစ်ခုပါသူကပလာတာကိုဟင်းသီးဟင်းရွက်တွေအသားတွေနဲ့ခောက်ဆွဲကြော်လိုမျိုးပုံစံနဲ့ပြန်ပြီးတော့မှကြော်ထားတာကိုစုပ်လိုတာပါ A few moments later. ဆိုတော့ကျွန်တော်ညစာစားပြီးတော့ဒီဘိုက်လည်းတော်တော်တင်းသွားပြီစားရရမ်းမိုက်တယ်စားလို့ကောင်းတယ်ကျွန်တော်ဒီကငွေ3000လောက်တော့ပေးလိုက်ရတယ်အဲလိုဆိုတော့$8ပေါ့အဲ့လောက်တော့ရှိမယ်ဗျဆိုတော့မစိုးပါဘူးစင်ပြေခုကတော့ကျွန်တော် hostel ကိုလမ်းလျှောက်ပြန်နေရပါနိုင်ဝက်လောက်တော့ထပ်လျှောက်ရအောင်မယ်ဆိုတော့ကျွန်တော်ချက်ပြပေးပါမယ်ဒီမြို့ကညပိုင်းနေဆိုရင်တော့နေကင်းဘက်လောက်တော့တိတ်ပြီးတော့မှပြီးသေးဗျဆိုတော့ကျွန်တော်လမ်းဆက်လျှောက်လိုက်ပါဦးမယ်